မင်္ဂလာပါရှင်တောက်ကြသားသမီးများအကြောင်းကိုဆရာမထက်ထက်ထုံးပြောကြားပေးမှာဖြစ်ပါတယ်ရှင်တောက်ကြသားသမီးလေးတွေကလေဟိုဆက်ဒီဆက်နဲ့အရန်ကိုပါနဲ့လေဝင်တဲ့သားသမီးလေးတွေဖြစ်ပါတယ်ရှင်သူတို့ကဟိုဆက်ဒီဆက်ပြောလို့ဆက်စုတဲ့အပိုင်းပဲမဟုတ်ဘူးเนาะတခုခုဖြစ်လို့ရှင်တခုခုကိုသိချင်လို့ရှင်သူကထောင်လန်းရေးမှုတွေကြာနေရပဲစုံစမ်းဖော်ထုတ်စစ်ဆေးရေးမှုထောင်လန်းရေးမှုတွေပုံစံမျိုး focus တီကြနဲ့ကိုထောင်လန်းစုံစမ်းနိုင်တဲ့သူတွေဖြစ်ပါတယ်ရှင်ဟိုမှာတောက်ကြသားသမီးတယောက်ကိုသွားပွားတော့စကားတွေပါပြောမယ်သူတို့က focus လုပ်ပြီးတော့သူလူတယောက်အတေးကိုသူတို့ပြောမယ်ဆိုလို့ရှင်တော့မှတငယ်ချင်းသူ့ချစ်ဆုံးတငယ်ချင်းကိုပေါ့နော်သူကလေခန္ဓာလေးခွဲပြီးတော့တငယ်ချင်းဟိုလူကတော့ဟိုလိုရှိတယ်နင့်ကိုဟိုလိုပြောတယ်ဒါပေမဲ့ तू ကလေဟိုနေရာကျတော့အရန်ကောင်းတာနဲ့စိုးတာတွေကိုတိကြခွဲထုတ်တတ်တဲ့သူတွေဖြစ်ပါတယ်ရှင်လဲတယ် focus လဲဖြစ်ဘယ်သူ့ကိုဘယ်လိုထားရမလဲဆိုတာသိတယ်စုံစမ်းထောင်လန်းတဲ့နေရာမှာလဲတကယ်ကိုမှဆရာတစုပဲဖြစ်ပါသူတို့က9နှစ်သားသမီးတွေမှာသူတို့ကစုံစမ်းထောင်လန်းရေးမှုတွေပဲဗုဒ္ဓဦးလေးထောင်လန်းတတ်တယ်ဒါပေမဲ့တောက်ကြတော့တိကြပြတ်သားပိုတိတယ်နော်ကြိတ်နဲ့ကိုအင်မတန်ဟိုမှတိုးတိတ်နဲ့ကိုအကြံစီကြီးနေတာတွေကသူဘာလို့ဘာဖြစ်မှန်းသူဘာလုပ်ချင်မှန်းမသိဘူးသူကထိတ်ဆုံးတနေရာကိုရောက်တော့မှသူ့ရဲ့အကြံစီတွေကိုအိတ်သွန်ဖာမောင်ပြောပြပြီးတော့တခြားလူတွေသိခွင့်ရှိတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုမျိုးဖြစ်ပါတယ်ဒါတိုးတိတ်တယ်ဆိုတဲ့သဘောပေါ့အကြံစီကြီးတယ်အညိုးကြီးတယ်ကိုထိတ်ကိုရောက်လာပြီဆိုမှတော့တတ်ချလိုက်မှာအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကကျတော့သူတို့တွေကအားလုံးနဲ့လဲတဲ့ social လဲကောင်းတယ်ခက်လဲမှီတယ်ဘာလေးကဘလို့ခက်စားနေတယ်ဘယ်အပိုင်းလေးကဘလို့ရှိတယ်ဘယ်ပိုင်းလေးကဘလို့ရှိတယ်ဆိုတာသူတို့သိရ social ကောင်းတယ်ခက်မှီတယ်ပေါင်းသင်းဆက်ဆံရေးကလည်းကောင်းတော့ဘာဖြစ်လို့ထောင်လန်းတဲ့နေရာမှာတော်တယ်ဆိုတော့ထောင်လန်းရေးကောင်းတဲ့တငယ်ချင်းတယောက်ကိုဘသူကအလက်လုတ်ခံပါလဲတကူလိုချင်ဖုန်းဆက်လိုက်တငယ်ချင်းဟိုနားမှာပါကြည့်ဟဲ့ဟိုမှာတော့ဟိုရှိတယ်ဒီမှာတော့ဒါရှိတယ်သူ့ကြည့်လိုက်လို့ရှိရင်ရန်ကုန်လမ်းညွန့်တရားတွေကြီးကြာနေပဲအဲ့လိုမျိုးလေသွေးမအေးဦးထင်ရမယ်တကယ်ကြောက်သွေးအေးတယ်သူတခုလိုချင်တယ်ဆိုလို့ရှိရင်သူအကြံစီကြီးနဲ့ချသွားတော့မှအပတ်တကုတ်နဲ့အညိုးတကြီးလိုက်လံရှောက်ပွေတတ်တဲ့သူတွေဖြစ်ပါတယ်ရှင်မိသားစုတာဝန်ကိုလည်းကိုနိုင်တဲ့လောက်ပါဝါအားနဲ့ထိုင်ရတဲ့သူတွေဖြစ်ပါတယ်ရှင်သူတို့ရှိရာသူတို့မရှိရာသူတို့ဘလို့စိတ်ကူးတယ်ဆိုတဲ့အကြောင်းကိုတခြားလူတွေလည်းမသိရမမြင်ရတဲ့ပုံစံမျိုးပေါ့နော်တောက်ကြတဲ့တနင်္ဂနွေနေ့နဲ့အိမ်အောင်ဘတ်တို့စီးပွားဘတ်တို့ဆိုအင်မတန်ပေါ့နော်အုတ်တာစီးပွားအတက်ဆုံးလို့ပြောလို့ရတယ်တကယ်တသေးကြီးတော်များများစုံလွယ်တွေမှာလေတနင်္ဂနွေနေ့တောက်ကြကြီးဖြစ်နေကြတတ်တယ်မိသားစုပေါ့နော်ဒီသူတို့ရဲ့တောက်ကြတဲ့ဒီတနင်္ဂနွေနေ့စီးပွားဘတ်တွေအိမ်အောင်ဘတ်တွေဆိုအရန်ကောက်ဝိုက်ဆိုအရန်တဲ့သွားတာပေါ့နော်တောက်ကြသားသမီးတွေဆရာလားမဆရာလားဆိုသူတို့တောက်ကြတွေရဲ့စရိုက်ကဟာအခဲတောက်ကြဆိုလို့ရှိရင်တာတို့ဟာတို့နဲ့နာမည်စပြီးတော့မှဲ့တတ်ကြတယ်လေဒါပေမဲ့တာအခရာနဲ့စရလူကြီးတောက်ကြရဲ့စရိုက်ကိုပို့ပြီးတော့ပြင်းပါတယ်ရှင်တောက်ကြသားသမီးတွေဆက်စုပြီးတော့တခုခုဆိုပို့တည်ရပတ်ဝန်းကျင်မှာကြည့်လိုက်ပါလားမတ်သူစာတို့မတ်တီတာတို့မတင်းတင်းတို့မတ်တစိန်တို့နော်မဟန်တာတို့မဟေဇယ်တို့မဟန်တီတို့အဲ့လိုပုံစံမျိုးတွေကိုကြည့်လိုက်လို့ရှိရင်သူတို့ကြည်နဲ့အကုန်သိတယ်လေသူတို့မသိတဲ့ဥစ္စာမရှိဘူးလေပတ်ဝန်းကျင်မှာအဲ့ဒီနာမည်နဲ့စရလူကြီးဆရာတွေမဟုတ်ဘူးလားတာကဟာထက်စရိုက်ပို့ပြင်းနေဟာကြတော့နည်းနည်းလေးတောက်ကြရဲ့သဘောကိုနည်းနည်းလေးတာထက်ဆိုင်နည်းနည်းလေးလျှော့သွားတဲ့သဘောမှာရှိတယ်စုံစမ်းဖော်ထုတ်ရတာတို့ရှေးဟောင်းတုတေသနာတွေဖော်ထုတ်ရတာတို့သူတစ်ပါးမသိတဲ့အရာတွေကိုဖော်ထုတ်တဲ့လုပ်ငန်းတွေတို့ရှေးဟောင်းတုတေသနာဖော်ထုတ်တာတို့ဒီလိုမျိုးကိုကဟိုဆက်နဲ့အကုန်ဝင်လုံးတဲ့အပိုင်းလေးတွေမှာပါဝင်ရတာတို့ထောင်လန်းတာတို့စုံစမ်းတယ်တို့ဖတ်တွေမှာတောက်ကြသားသမီးတွေအနေနဲ့အောင်မြင်နိုင်တယ်နောက်တစ်ချက်ကတောက်ကြသားသမီးရဲ့ဇိမ်ခံပစ္စည်းတွေ property ဇိမ်ခံ luxury style တွေပေါ့နော်ပိုးဖဲကလေးပါအိမ်တွေ luxury အိမ်ဆောက်တယ်ဆိုလို့ရှိရင်တော့အိမ်ဆောက်တာအကျန်းနယ်သမားတောက်ကြအနုစိတ် decoration အလှပြင်နေစင်တဲ့အပိုင်းမှာတော့အလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတွင်ဒေတာလို့နာမည်အကြီးကျယ်ဂုဏ်သတင်းအကြီးကျယ်နဲ့အောင်မြင်တတ်ပါတယ်သူတစ်ပါးအတိမခံလို့တဲ့ကိစ္စမတိနိုင်တဲ့ကိစ္စတွေကိုကြိုတင်ခံမှန်းချက်ကောင်းနဲ့ရှာဖွေဖော်ထုတ်နိုင်တဲ့သူတွေဖြစ်ပါတယ်ရှင်သူတို့
လေအပေါင်းအသင်းတွေကိုတော့သူတို့ကပေါ့လေဘာလုပ်ပေးလဲဆိုတော့သူဖေးမပေးတယ်သိလားတခုခုအပေါင်းအသင်းတွေရဲ့တာရေးတွေနိုင်ရေးတွေမှာလေသူတို့အနေနဲ့သူတို့ဟာတကယ်ချင်းငါကတော့ဒီလိုလေးရှိတယ်ဒီလိုလေးသိပါရဲဆိုပြီးတော့ဟိုတစ်ခွက်သူတို့ကတငယ်ချင်းတွေကိုသူပြောပြပေးတတ်တယ်ကိုညီပေးတတ်တယ်ဒါပေမဲ့တခုခုပေါ့နော်မဟုတ်တာမခံတာတွားလောက်လိုက်တယ်ဆိုလို့ရှိရင်သူတို့အညိုကကြတော့တနင်္ဂနွေလည်းအညိုကြည့်ရပဲဒါပေမဲ့တနင်္ဂနွေအညိုနဲ့တောက်ကြအညိုနဲ့မတူတနင်္ဂနွေကအဲ့သူ့ကိုအညိုပေးဒုက္ခပေးအဲ့တယောက်ကိုပဲလို့လားတောက်ကြအကုန်လုံးကိုတတ်ချတဲ့သဘောရှိတယ်သူတယောက်မကောင်းဘူးဆိုသူတစုလုံးကိုတတ်ချတဲ့သဘောရှိအဲ့ဒါလည်းသူတို့အမြင့်ရောက်မှတတ်ချတာအဲ့ဒီဥစ္စာလေးရတော့အဲ့လိုသွေးအေးနဲ့အညိုသေးတာကြီးရတော့ကြောက်ရတတ်တယ်လူအများရှိမှမငိုတယောက်တည်းခံစားရတာလေးကိုကြိတ်ပြီးတော့ငိုတတ်တယ်ပေါ့နော်ကြီးပွားချမ်းသာပိုးကတော့လွယ်ဘာဖြစ်လို့လဲဆိုလဲတာကိုလဲတယ်တောက်ကြတော်တော်လဲတယ်ကြက်သားပရိနဲ့တောက်ကြနဲ့ကလဲတဲ့အထဲမှာတော့ဆရာတွေပဲလို့ပြောလို့ရပါတယ်ရှင်အခြေရေး relationship တွေမှာကြတော့တောက်ကြသားသမီးတွေကပါနဲ့တော့ဘသူ့ကိုတွဲရမလဲဘသူ့ကိုမတွဲရအောင်လဲသိတယ်သူတို့ကသူများကိုလှုပ်လိုက်တယ်ဆိုတာပဲရှင်တိတ်ပြီးတော့ခံရတယ်ဆိုတာရှားတယ်ပေါ့နော်အဲ့လိုရှိတယ်အဲ့လိုပြောလို့ဆရာမကြီးကျွန်တော်ကအချစ်ဦးနဲ့လွယ်တယ်ဘသူနဲ့လွယ်အဲ့လိုတော့မပြောနဲ့အချစ်ဦးနဲ့ကတော့နေသားသမီးအချစ်ဦးနဲ့ဆုံးရဲဆိုတာဘယ်သူရှိနိုင်လို့လဲအဲ့လိုကတော့ရှိဒါတောက်ကြသားသမီးတွေရဲ့ဇယိုက်တဘာဝနေချားလေးတွေပြောတာဖြစ်ပါတယ်ဟိုလက်ဝဲရတဲ့နောက်မှာတော့စိန်တစ်မျိုးကောင်းပါတယ်စိန်ဝစ်ပေးပါနောက်ထပ်ဝစ်ချင်နေဆိုလို့ရှိရင်ပလဲရတနာလေးဝယ်ဒါပေမဲ့ဆင်မစိတ်ကိုပဲပူကြိုက်တယ်စိန်ကြော့အဖြူပေါ့နော်အဲ့လိုကြိုက်တယ်ခရစ်စတယ်ဖြူဖြူကြီးကြီးတတ်တန်လေးတွေ